အားလုံးပဲမင်္ဂလာပါခင်ဗျာ Andy Finisher အနေနဲ့ကြိုဆိုလိုက်ပါတယ်ဒီနေ့ admin မိတ်ဆက်ပြတ်ပြမဲ့ကျွန်းပြချက်ဆောင်လေးကတော့၄ပေများရင်ကျွန်းပြချက်ဆောင်လေးရဲ့၃ပေပဲများရင်ကျွန်းပြချက်ဆောင်လေးပဲဖြစ်ပါခင်ဗျာသူတို့ရဲ့အမြင့်ကတော့6ပေနီးပါးရှိပါခင်ဗျာ၄ပေများရင်ကျွန်းပြချက်ဆောင်လေးရဲ့ဈေးနှုန်းကတော့8သိန်းကျပ်ဖြစ်ပါခင်ဗျာ၃ပေပဲများရင်ကျွန်းပြချက်ဆောင်လေးရဲ့ဈေးနှုန်းကတော့6သိန်းခွဲကျပ်ဖြစ်ပါခင်ဗျာအိမ်အောင် PCC လားဆိုမဟုတ်ပါခင်ဗျာနေပြီးတော့တွင်းထိုင်စီတက်ပါခင်ဗျာဝယ်ခွေးတက်တာကတော့ဝယ်သူလူကြီးများများပေးဆောင်မှာဖြစ်ပါခင်ဗျာထုတ်ရရှင်နေထားပြုလုပ်ပေးထားတဲ့အတွက်အိမ်ပြောင်းရှင်များ customer များအနေနဲ့လုံဝအဆင်ပြေမှာဖြစ်ပါခင်ဗျ။ယနေ့ customer များအနေနဲ့နေပြီးတော့တွင်း customer များအနေနဲ့ဆိုင်ဒီလူကိုယ်တိုင်ကိုကြားလာရောက်ကြည့်ရှုဝယ် up လုပ်ရနေတဲ့အချိန်လေးဖြစ်ပါခင်ဗျ။ရိုး customer များအနေနဲ့ကအိမ်အောင်ငွေရှိဝန်ဆောင်မှုပြုလုပ်ပေးထားပါခင်ဗျ။အိမ်အောင်ငွေရှိဝန်ဆောင်မှုပြုလုပ်ပေးထားတဲ့အတွက်လူကြီးမျိုးငွေသားတို့လုံဝဆေးရလို့ရမှာဖြစ်ပါခင်ဗျ။အရေးသေးပိုင်းလည်းအကောင်းစားတစ်မျိုးလိုပဲရအောင်ပါရဲ့။စေးသားဘက်မှာလည်းအကောင်းဆုံးနိုင်ငံခြားစေးသားတစ်မျိုးလိုပဲသုံးပြပေးထားပါခင်ဗျ။Andy Finisher မှာလူကြီးမင်းတို့နေတက်ခုစလုံးစားကျွန်းပြပွဲများကိုနေ့စဉ်နဲ့ပြပြုလုပ်ရရှာပေးနေပါခင်ဗျာ။